စစ်ပွဲတွေနဲ့ဒုက္ခတွေနဲ့ဝေးရကိုထွက်ပြေးခဲ့ရတဲ့ကလေးတစ်ယောက်ဟာဒီနေ့ကျရင်ကမ္ဘာအကြမ်းတမ်းဆုံး UFC တန်စကာဝင်းတယ်မှာရွှေကပတ်ကိုလူယူမဲ့သူဖြစ်လာမယ်လို့ဘသူကများထင်ခဲ့မှာလဲโอเคဒါဟာရုပ်ရှင်ဇာတ်လမ်းမဟုတ်ပါဘူးဒါဟာ UFC 323မှာရှင်းပြိုင်ထိုးတတ်မဲ့မြန်မာပြည်ပွား Joshua Van ရဲ့ဖိရပ်မှန်ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်ကဲသူရဲ့မွေးရမြေမြန်မာပြည်ကနေမိသားစုနဲ့အတူ American နိုင်ငံကိုရွှေ့ပြောင်းအခြေချခဲ့ရခြင်းမှာ Joshua Van ဟာကလေးဘဝအရွယ်ပဲရှိပါသေးတယ်။ဘာသာစကားအခက်အခဲရဲ့ယဉ်ကျေးမှုမတူညီမှုတွေကြားမှာသူဟာကျောင်းမှာအနိုင်ကျင့်ခံရပါတယ်။ဒါပေမဲ့အဲ့ဒီအနိုင်ကျင့်ခံရမှုတွေကပဲသူ့ကိုတိုက်ခိုက်ရေးလောကထဲရောက်ရှိစေခဲ့တဲ့တွန်းအားဖြစ်လာခဲ့တာပါ။ယောက်ျားစင်ရင်ကိုယ်နိုင်ငံကိုမိသားစုအတွက်တိုက်ခိုက်ရတယ်ဆိုတဲ့အဒေါ်ဖီတူရဲ့စကားတစ်ခွန်းဟာသူ့ဘဝကို